တိုးမြည်ဘူးနော် ဟမ်အတိုးလုံးကပေးချင်မလို့လားပထမရစ်ကြောက်လေ10ခိုင်နှုန်းပြီးတွေ့ရုံပဲဆိုရင်စိတ်ဝင်စားကြလားအခုဆိုရင်တော့အတိုးလုံးကပေးချင်မလို့ပဲ24လလုံးအေးစစ်စစ်ရစ်ကြောက်ပေးတဲ့နိုင်မှာဖြစ်တဲ့အတွက်နေထိုင်မှုပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်အေးချေတင်ဆုံးတဲ့ project တစ်ခုဖြစ်နေပါပြီကွန်တဲ့ရဲ့တင်နေရတော့တင်ငန်းကျွန်းမြို့နယ်၄တောင်ကန်လန်းနဲ့ဥပဆန်လန်းဇဝနာရက်ကွက်မှာတရှိရဖြစ်ပြီး AKK Shopping Mall ဂျန်ရှင်းဇဝနာ ILBC စေယုံစံမြစီတို့ဒီမှာတရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့လူနေမှုဘဝအတွက်ရန်ကိုဆင်ပြေလာပါရဲ့ရှင်စကွဲရီချောင်းကျော်ဝင်းကျင်ခန်းများမှာစင်ငယ်ရုံးတစ်ခန်းမတ်စတာရုံးတစ်ခန်းပါရှိမှာဖြစ်ပါရဲ့ရှင်ဒါကြောင့်အခန်းလောက်ပါရှိပြီးကျင်းသားစနေမောင်နှံများမိသားစုများအတွက်လည်းနေရာကောင်းလေးတစ်ခုပဲဖြစ်ပါရဲ့ရှင်ညီညီချက်မှာကားပါကင်တက်လွှတ်ပါဝင်တာဖြစ်လို့ကားပါကင်အတွက်စိတ်ပူစရာမလိုပဲ lift ကျွန်းတကရေမီးစေ WC များကိုနေရကျန်းကင်းကြွေပြားများတက်ဆင်ပေးထားတဲ့အတွက်ကြောင့်မို့လို့ quality စစ်မီတဲ့အခန်းမျိုးရရှိမှာဖြစ်ပါရဲ့ရှင်အထူးခြားဆုံးကတော့အခုလိုရောင်းဖွင့်ပွဲကာလမေလ6ရက်နေ့မှဇွန်လ6ရက်နေ့ကျင်းပွဲကိုအပိတူတိုင်းကိုဒေါင်းပေးမဲ့တစ်ခါရေးပေးချေစရာမလိုပဲ100ခိုင်နှုန်းစီ3လ3ချိန်ခွဲသွင်းနိုင်မှာပဲဖြစ်ပါတယ်ဒါဆို24လအတိုးမဲ့ရေးကြ flexible payment နဲ့စိတ်ရချက်နဲ့ဆိုတာပေးသွင်းနိုင်ပြီပေါ့ဒါအပြင်ဝယ်ယူတိုင်းအတွက်ကျပ်သိန်း50 discount ရရှိမဲ့အပြင်ပထမဆုံးဝယ်ယူ3ဦးအတွက်ကန်ဆယ်မဲ့စီစဉ်အနေနဲ့ iPhone 17 Samsung 42လက်မှတ် TV နဲ့ Echo များကိုလည်းလက်ဆောင်ပေးရသွားမှာဖြစ်ပါရဲ့ရှင်ပထမဆုံး3ခန်းနိုင်အောင်ချပေးသွားမှာမို့လို့ဇဝနာရဲ့ချက်ချကြတဲ့နေရာမှာလူချင်းမင်းတို့ရဲ့အိမ်မက်အိမ်လေးကိုတန်တန်လေးရရှိဖို့အတွက် HK Property ကိုခုပဲဆက်သွယ်လိုက်ပါနော်